ိုးရှိရှိတုန်းကကြည်လင်ပြာလဲနေတဲ့သမုဒ္ဒရာကြီးရဲ့အောက်ခြေမှာအိုရှန်နီးယားလို့ခေါ်တဲ့အလွန်လှပတဲ့ရေအောက်တိုင်းပြည်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတိုင်းပြည်မှာရေတရိတ်ဆန်လေးတွေနဲ့ရေသူမတွေဟာပျော်ရွှင်အေးချမ်းစွာရှင်တွဲနေထိုင်ကြလေတယ်။အဲ့ဒီတိုင်းပြည်ကြီးမှာတိုင်းပြည်လုံးကိုမော်ဆွမ်းအားပေးနေတဲ့မော်ပလဲလုံးကြီးတစ်လုံးရှိပါတယ်။အဲ့ဒီတိုင်းပြည်ထဲမှာရေသူမလေးတွေထဲကအလှဆုံးနဲ့စိတ်နှလုံးအကောင်းဆုံးမင်းသမီးလေးဘာဘီနေထိုင်နေခဲ့ပါတယ်။ဒီနေ့မှာတော့တိုင်းပြည်တစ်ခုလုံးကိုအလင်းပေးနေတဲ့မော်ပလဲလုံးကြီးဟာအစွမ်းတွေလျော့နေလာခဲ့ပါတယ်။မော်ပလဲလုံးကြီးအစွမ်းတွေလျော့နေလာမှုကြောင့်တိုင်းပြည်ဟာလည်းတဖြည်းဖြည်းမှောင်မိုက်လာပါတယ်။မော်ပလဲလုံးကြီးအစွမ်းတွေလျှော့နေလာမှုကြောင့်တိုင်းပြည်ကြီးပြတ်သုံးမှာကိုဘာဘီဟာစိုးရိမ်မိပြီးဝမ်းနည်းလာလေတယ်။ဘာဘီဟာသူမရဲ့တငယ်ချင်းလင်းပိုင်လေးဖလစ်ပါနဲ့အတူတက်တန်ရေမော်ကိုရှာဖွေဖို့ခီးထွက်ခဲ့ပါတယ်။လမ်းကူးလက်မှာဒဏ်ရာရပြီးရေမကူးနိုင်ဖြစ်နေတဲ့လိတ်ကလေးကိုတွေ့တော့ဘာဘီဟာတနာပြီးကဲတင်ပေးခဲ့ပါတယ်။ခီးလမ်းမှာရေပုတ်တင်ရဲ့တဲကွက်ထဲကျရောက်သွားတာနဲ့ကြောက်မက်ဖွယ်ပင်လယ်မိစ္ဆာတွေကမင်းရန်ထားပြီးအသက်ဘေးကလွတ်အောင်ပြေးခဲ့ရလေတယ်။ကျောင်းနယ်ဖွဲကျယ်လီငါးတွေကလည်းရန်သူကိုအလွတ်မပေးဘဲလိုက်လံတိုက်ခိုက်ကြလေတယ်။အနေရဲ့အထက်ထက်ကိုဖျက်ကျော်ပြီးတဲ့နောက်ဆုံးမှော်သလင်းကြောက်တွေတလက်လက်တောက်ပနေတဲ့မှော်ဝင်တိုင်းပြည်ကြီးစီရောက်လာကြပါတယ်။ပင်လယ်နက်မိမိကဘာဘီရဲ့ရဲရင်မှုနဲ့ကျင်နာတက်မှုကိုလေးစားပြီးသူမကိုတက်တန်ရေးမှော်ပေးခဲ့ပါတယ်။ဘာဘီဟာတက်တန်ရေးမော်ကိုရတော့ဝမ်းသာပျော်ရွှင်ပြီးအော်တကြီးဖြစ်သွားလေတယ်။ဘာဘီကသူမတိုင်းပြည်ပြန်လည်လင်းလက်တော့မယ်လို့ကျိန်းဝါလိုက်လေတယ်။ဘာဘီရဲ့စိတ်နှလုံးကောင်းမှုကြောင့်တိုင်းပြည်တစ်ခုလုံးပြန်လည်လင်းထိန်သွားခဲ့ပါတယ်။အားလုံးကဘာဘီကိုသူရဲကောင်းမင်းသမီးလို့ခေါ်ကြလေတယ်။ပုံမြင်လေးရဲ့သင်ခန်းစာကတော့အလှပထက်စိတ်နှလုံးကောင်းခြင်းကသာအစစ်အမှန်ဆုံးသောမော်တက်ဖြစ်ပါတယ်။